ပါလာထိုးမဲ့ချင်းနေကြည့်နေတယ်တယောက်လည်းတော့ကြိုးစားတယ်မေတက်လူလွတ်လွတ်ကျွတ်ကျွတ်ပဲမေတက်လူလွတ်လွတ်ကျွတ်ကျွတ်ပဲမေတက်လူဟိုးရခင်ဗျာဒီချိန်မှာလေမေတက်လူလွတ်လွတ်ကျွတ်ကျွတ်ပဲကောင်းကောင်းဆုံးသက်ခဲ့တာဖြစ်ပါတယ်ဒီလိုပိုင်းနဲ့ခံစစ်ကစားသမားတွေခင်မာလာထွန်းကိုဖျက်တော့ရမှာနေငယ်ကျန်းနေခဲ့သလိုဘောလုံးရိုက်ကိုကြိုးစားမှလည်းတုံဆိုင်နေခဲ့တာကိုခွင်ကောင်းပြီးတော့မေထက်လူသူရဲ့ကန်သွင်းနေကြပုံစံတိုင်းပဲဧရိယာထိပ်ကနေအပါပြင်းထန်တဲ့ကန်ကျန်နဲ့မာတင်အတွက်ဒုတိယမြောက်သွင်းကိုသွင်းယူပေးသွားပြီဖြစ်ပါတယ်။ရိုင်မတင်ရဲ့ကစားသမားတွေခံစစ်အားနည်းမှုကနေမေထက်လူကောင်းဆုံးပဲဧရိယာထိပ်ကနေအဆုံးသတ်ခဲ့တာခင်ဗျာ။မာတင်အတွက်ကတော့တကယ်ကိုစိတ်ကြည်နေစရာဂိုးရလက်ပဲလို့ပြောရမှာဖြစ်ပါတယ်ပထမပိုင်းမှာနေရိုင်မက်သင်းကိုနှစ်ဂိုးမရှိဆိုတဲ့ရလက်နဲ့ဥဆောင်ထားပြီးလည်းဖြစ်တယ်ခင်ဗျာ